ဘာဖြစ်လို့ရက်လိုက်တာလဲမောင်းရရှိတဲ့လှုပ်လေမောင်းလေမဟုတ်ဘူးကားဘာဖြစ်သွားတာလဲမသိဘူးမောင်းလို့မရတော့ဘူးတကယ်ရဲ့ဘာလို့မောင်းလို့မရမှာလဲငါသမီးကလည်းကွာနည်းနည်းပါးပါစူးစမ်းပြီးတော့မောင်းကြည့်လိုက်နော်ဒီမဲ့အလုပ်ချိန်နောက်ကျနေပြီသမီးအလုပ်မောင်းဟာတကယ်ရဲ့ကားပြတ်မှာတော့ပြင်ရမှာဗောအခုပြင်ရတော့မယ်မပြင်လို့ရှိလို့ရှိရင်တကယ်ကားကြာလို့ရှိလို့ရှိရင်ဘယ်လိုရေရှည်ခံမှာမလို့ဟုတ်ကဲ့ဒီသားဒီကားကိုမပြင်မဲ့ရေရှည်ဆက်မောင်းမယ်ဆိုရင်လေတချာခင်မဲ့ဒီကားရဲ့တန်ရီကြိုးစားရောက်တော့မယ်မလေးဗျာကဲအဲ့ဒါဆိုဘာလုပ်ကြမှာလဲလို့အလုပ်ကနောက်ကျနေပြီညနေအော်တခုလုံးလို့ရတယ်ဒီမှာ KTV တခုရှိတယ်အဲ့ကာရာโอเคမှာဒီတည်းကခဏလေးတော့စောင့်နေလိုက်အဲ့မှာခဏလေးနားနေစောင့်နေလိုက်ပြီးတမီးတော့ကားတော့ပြင်မယ်ပြန်လာခေါ်မယ်ဟုတ်ပြီလားဟုတ်တယ်ဒီအဲ့ဒီမှာဆိုလေဒီအတွက်ဘိုက်ဆိုင်လည်းမှာစားလို့ရတယ် TV လည်းရှိတယ်အဲကွန်လည်းရှိတယ်ဆိုဖာလည်းရှိတယ်ဒီလိုအပ်တာအကုန်လုံးရှိတယ်အဲ့ဒါတော့ဟုတ်ပါတယ်သမီးရဲ့ဒါပေမဲ့ဟိုဒယ်ဒီအသက်ရွယ်ကြီးနဲ့လေဒီကာရာโอเคတဲ့ဝင်နေလို့သင့်တော်ပါမလားလို့ဒီတဲ့သမီးတို့တိုက်ရတယ်မလားဘူးဒီတို့တိုက်ရတယ်ပဲလာတာဟုတ်ပါမယုံရင်ဒီဝင်သွားကြည့်ဒီတငယ်ချင်းနဲ့ရှိလိုက်မယ်မလေးအဲ့တဲ့တော့ကွယ်ဒုက္ခပါပဲအဲ့တဲ့တော့ဒယ်ဒီမွေးညမှုကွာလောက်ပါအစင်ပြောင်လုံးကျတဲ့ကမှသမီးတို့ရဲ့အဲ့တော့ဒီလိုလုပ်သမီးอ่ะအခုငါသမီးတို့ပြင်မဲ့ one shot ကိုဒယ်ဒီပါလိုက်ခဲ့မယ်ဟုတ်ပြီနော်ခဲမတကယ်ဘယ်လိုပြောလိုက်တာလဲဘယ်လိုလုပ်ဖြစ်မှာလဲတကယ်ရဲ့တကယ်လားအဲ့လိုလိုက်မယ်ဆိုတော့မြေဘူးနဲ့အုံနောက်ကိုကြောက်ပြက်ပြီးပြေသွားမှာမင်းတို့ကလည်းလေတကယ်ပဲကားကြတော့တိုင်းကျိုးတဲ့လူကြတော့အုံနောက်သွေးကြောပြပြောလိုက်ရင်တစ်ဆောင်းကြီးပဲဒီနေ့ကလည်းဒီတက်ရရောက်နေပြီပြောဆိုတာခက်တုံးလဲလားအခုချိန်ထိအဲ့ဒါကိုပြောတာအသိခောက်ခက်အဝင်နဲ့ဆိုတာအဲ့ဒါပဲဟိုသမီးတွေကကောင်းမယ်သူစစ်တင်မဲ့တော့လက်မခံချင်ခက်လားအဲ့လိုလည်းဟုတ်ပါဘူးမလိမ္မာတာရှိလဲဆုံးမကြပါကဲအဲ့တော့ပြောမယ်ဒီမှာပဲ KTV မှာပဲတည်းခဏလေးစောင့်လိုက်နော်လူလဲပြောက်ကားလဲပြောက်ပြီးရင်သမီးတို့ပြန်လာခေါ်မယ်ဟုတ်ပြီကွာကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒယ်ဒီကဘာလို့မှလဲပြောဒီကားလာအဝေးလေးကစောင့်အောင်မလားဟုတ်လားငါသမီးတို့မြန်ပြန်လာခဲ့ကြနော်ဒယ်ဒီဒီကစောင့်မယ်ပြင်ပြီးတာနဲ့ဒယ်ဒီကိုဖုန်းဆက်နော်သမီးတို့စောင့်မယ်ဆင်းပါတော့တည်းဒီပြောင်းနေနော်တို့ဒယ်ဒီကားယူမလာတယ်ဟလားဟုတ်ကဲ့ဘာလဲတို့ဒယ်ဒီတော့ခေါ်လာတယ်မခေါ်လာပါဘူးအေးစိတ်ကလေးဝင်အောင်လို့ထားခဲ့လိုက်တယ်လေဟိုကထားခဲ့ KTV ဟာမိုက်တယ်ကွာပိုင်ဟမ်ဒါကောင်းတယ်တခုစီလားလာကွာအေးတာပြီးတော့ဒီကိုဟုတ်တယ်တဲ့ဗျာဒီကဲတဲ့လားဒီတော့ပြီးတော့ဘာမှမမှန်လေအဲ့လိုလားကောင်းပြီဒီရနှစ်ဖက်ဒီရတက်ချင်တယ်မရဘူးဟောလို့လားအဲ့ဆိုရင်လည်းဟိုဒီရနှစ်ခုပေါ့နော်နှစ်ခုပြီနီးရပေါ့အမီးကတော့အစီအပြေလောက်ကအမြန်တာလေးပေါ့နော်ဟုတ်ကဲ့အေးလုပ်လိုက်ဒီလိုက်တော့ကြာဒီရကိုကြီးလာချင်းဆိုမှာလေချင်းဆိုအောင်မလားကြောက်ရတယ်ဟိုချင်းလိုက်လေသိတော့မဆိုတော့ကိုရတဲ့ချင်းဆိုပေါ့ရတယ်သမီးရေရွှေကြီးတဲ့က KTV ပို့လိုက်တာနဲ့ပျော်ပြီးသွားတာပဲဟာဘယ်ဟုတ်ပါမလဲအတင်းကိုပို့ခဲ့ရဒါဆိုလေဖျားလေးပါလေးပို့ပါလားဟာမြန်မိမလိုချင်စိတ်ပေါ်အောင်လို့အဲ့ကိုပို့တာဟေးနမို့ဆိုပွားစီလုံးဆရာလူမရှိငါတို့နှစ်ယောက်ပဲတစ်ချိန်လုံးပွားစီလုံးကဲလို့လားဒီရပါမနေလေဘာလို့မလဲကောင်းလို့ဘယ်တော့ပြီဟယ်လိုဒီလားသမီးတို့ခုပဲရောက်နေကြပြီလေသမီးရလားသမီးကဝါရှော့မှာလေဒီရော
တယ်ဒီကသမီးတို့ထားခဲ့တဲ့ဆိုင်ထဲမှာဒီသမီးတို့ငယ်ငယ်ပြန်လာခဲ့ကြပါတော့ကွာနော်သမီးနော် ဟောဒီကလည်းတချင်းဆိုပေါ့ဒီကတော့တချင်းလေးဆိုလေကျောင်းပါဒီရဲ့တော်ကျောင်းပါတဲ့ဟိုဘာဖြစ်တာလဲဆိုတော့ကားလေးကပလက်လေးလုံးကဟိုဘာလဲမခောက်တော့ဘူးတဲ့အဲ့တော့အခုလေရမယ်တဲ့ခဏလေးပစ္စည်းတွေကိုဂျပန်မို့နှမ်းမာလာရနော် ဘယ်ဟုတ်ကြကျမကိုမဟုတ်ပါဘယ်လိုပြရတာလဲကွယ် အမို့sorry ဘာလဲဟိုဂျပန်ကြီးကိုမာရတယ်လို့ပြောတာ ဟိုဟုတ်ပါသမီးရဲ့ဟုတ်ပါနည်းနည်းလေးပြန်လာခဲ့ကြပါနော်သမီးနော် ဟုတ်ကဲ့ချင်းလာပြီဒီဒီမတမီးကိုပစ္စည်းရပြမလို့ခေါ်နေပြီဒါပဲတော့တတန် သမီးဟဲ့ဟုတ် ဘာချင်းဆိုမှလဲ ဘာချင်းစပါးကောင်းလေ အဲ့ဒါလေးဆိုလေ အလားလေးနဲ့ဟိုလာလေးနဲ့မရှိမပြရတာလေကိုရနေတော့ကိုရပါနဲ့အမလေးနေလို့ဟိုလားလေဘာမှမဖြစ်ဘူး 你弄我人啊，不办我好多，我家人你你的嘛，你的，我这个没有人，ဒီဗီဒီယိုလေးကိုကြည့်စုပြီးလို့ရှိရင် like share follow လုပ်ပေးကြပါလို့ YouTube ထဲမှာကြည့်စုနေတဲ့သူကတော့ subscribe ခေါင်းလောင်းလိုက်ပေးကြပါလို့မေတ္တာရက်ခံပါတယ်